ဆိုတော့ဒီနေ့က assignment RVP 1.4 ဖြစ်မှာပေါ့နော်ဆိုတော့ကျွန်တော်ကမနေ့ကတိတ်နေမကောင်းတော့အတန်းကိုတည့်ရလာလိုက်ရပါတယ်အဲ့အတွက်တောင်းပန်ပါတယ်ခုကတော့နေပြန်ကောင်းပါပြီဆိုတော့အသစ်စရအောင်ပေါ့ assignment RVP 1.3 မှာကျွန်တော် industrial standard template file နဲ့ပတ်သက်ပြီးတော့ဒီ comment တွေရေးခိုင်းလိုက်တာပေါ့နော်ဘယ်လိုတစ်ခုနဲ့တစ်ခု template file တွေတစ်ခုနဲ့တစ်ခုဘာကွာလဲဆိုတဲ့ဟာကိုရေးခိုင်းလိုက်တော့အများကြီးကြာလာတယ်ပေါ့ဒါတော်တော်များများစူးစမ်းပြီးတော့ဆွေးနွေးပြီးကြားတဲ့အတွက်ကြောင့်မလို့ကျေးဇူးလည်းတင်ပါတယ်တချို့တွေဆိုရင် like တွေဆိုရင်အများကြီးရကြတာပေါ့ဆိုတော့ template file နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထူးထူးပြောစရာလိုတော့မယ်မထင်ပါဘူးဒီမှာပဲရှာပြီးဖတ်ကြည့်ပါတော်တော်လေးပြည့်စုံပါတယ်ဒီမှာ share comment တွေအကုန်လုံးဟို like ဖတ်တယ်ဆိုရင်တော့မှဒါ template file အကြောင်းတော်တော်သိနေပြီပေါ့ကျွန်တော်ကဒီဟာကိုပြောပြမယ်ဆိုရင်တော့ဒီလောက်ထိစုံစုံလင်လင်နဲ့ပြောပြနိုင်မှာမဟုတ်ဘူးပေါ့ဒါပါလဲဆိုတော့ဒါနိုင်ငံခြားတက္ကသိုလ်တွေရဲ့ကာချာတစ်ခုပဲဗျကျွန်တော်တို့စီကတက္ကသိုလ်တွေကတော့တီချင်းကိုဦးစားပေးတာပေါ့နော်သူတို့ကကြောင့်အဲ့လိုမဟုတ် discuss လောက်တာကိုပို့ပြီးမှဦးစားပေးရဲဆိုတော့အခုဒါကကျွန်တော်တို့တွားတဲ့ system ရဲ့အကျိုးကျေးဇူးတစ်ခုပဲပေါ့ဗျာကျွန်တော်ကဒီဟာကိုဒါမိတ်ဆွေတို့ဘယ်လိုမြင်လဲဆိုပြီးမှမေးလိုက်တာအဖြေအများကြီးထွက်လာတယ်ပေါ့ဆိုတော့အကုန်လုံးမှန်တယ်လို့လည်းမဆိုလိုပါဘူးမှားတယ်လို့လည်းမဆိုလိုပါဘူးအဓိကတုမြင်ကိုမြင်သိရတယ်ပေါ့နော်ဆိုတော့ဒီမှာရှေ့ရဲ့ comment တွေအကုန်လုံး like ဖတ်ကြည့်မယ်ဆိုရင်တော့ဒါတော်တော်လေးကိုနားလည်မယ်လို့ယုံကြည်ပါတယ်ဒါပေမဲ့တခုနှမျောစရာကောင်းတာကကျွန်တော်ကဒီ group ကိုဖြတ်မှာဗျဘာကြောင့်လဲဆိုဒီ group ကိုကျွန်တော် deadline yes ဆိုတဲ့တခုခုမပေးဘဲနဲ့ဒီတိုင်း set run နေမယ်ဆိုရင်ဒီ group ထဲမှာရှိတဲ့လူတိုင်းကဒါကိုမလုပ်ကြဘူးမလုပ်တဲ့လူများတာပေါ့နော်ပြောမယ်ဆိုရင်ဒီထဲမှာလူရောက်1000ရှိတာဗျာရောက်1000မှာရောက်200 300 400အဲ့လောက်ပဲဆိုတော့ကျန်တဲ့လူတွေကမလုပ်ဖြစ်နေတာဆိုတော့ကျွန်တော် deadline တစ်ခုပေးပါမယ်အဲ့ deadline ပြီးတာနဲ့ဒီ group ကြီးကိုဖျက်ချတော့မှာပေါ့ဆိုတော့ဒီ deadline group ကိုဖျက်ချတဲ့အချိန်မှာ assignment တွေအကုန်ပြီးရမယ်ပေါ့အကယ်လို့ assignment မပြီးဘူးဆိုရင်နည်းနည်းကြံတယ်ဆိုရင်ထက်တက်ချင်လေးရဆိုရင် level 2တက်ခွင့်ရမှာမဟုတ်ပါဘူးကျွန်တော်ရှေ့မှာရှိတဲ့ level 1မအောင်ရင် level 2တက်ခွင့်ရမှာမဟုတ်ဘူးပေါ့ဆိုတော့အဲ့ဒီလူတွေကဒီ assignment တွေအကုန်မပြီးဘူးဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်နောက်ထပ် batch အတစ်တစ်ခုထပ်ဖွင့်မှာဆိုတော့အဲ့ထဲပါရမယ်ဆိုရင်လုပ်ပြီးတဲ့ assignment တွေပါပြန်လုပ်နေရမှာစိုးတယ်ပေါ့ဆိုတော့အကုန်လုံးတစ်ခါတည်းပြီးအောင်မြင်အောင် level 1အောင်လုပ်ပေးကြပါလို့နောက်ပြီးတော့ကျွန်တော်ဒီ group ကိုဖျက်မှာဆိုတော့ဒီထဲမှာဆွေးနွေးထားတဲ့ဟာတွေကတော်လေးကိုကောင်းမွန်နေပေါ့ပြောမယ်ဆိုရင်မြန်မာနိုင်ငံရဲ့ bin industry လောကမှာတော့မှဒီလောက်ထိ template အကြောင်းပြည့်ပြည့်စုံစုံရေးထားတဲ့ post ကရှိမယ်မထင်ဘူးဗျ comment တွေလည်းရှိမယ်မထင်ဒါကျွန်တော်တို့ကဒါပထမဆုံးပေါ့နော်ဒါကျွန်တော်တို့ကဒါပထမဆုံးဆိုတော့ပြောမယ်ဆိုအရင်လည်းတန်ဖိုးရှိရဗျဆိုတော့ဒီဟာကြီးကိုပြီးသွားတဲ့အချိန်မှာကျွန်တော်ဖျက်ချပြစ်မယ်ဆိုရင်နှမျိုးစရာကောင်းတယ်အဲ့တော့ဘာလို့ပေးဖို့ request လုပ်ချင်လဲဆိုရင်ဒီခုကိုမှတ်ထားတဲ့ comment တွေပါပဲဒီကိုမှတ်ထားတဲ့ comment တွေပါပဲအဲ့လို copy ကူးပြီးတော့ assignment group ထဲမှာတင်ပေးကြပါပေါ့နော်ဒါတော့ကျွန်တော် request လုပ်တာပါဟို email ပို့စရာမလိုတော့เนาะဒီ assignment 1.3 ကနှွေးရလဲသူကဒီ comment တွေကြည့်ပြီးမှပဲသူကပေးထားပြီးဖြစ်တာအကြောင်းမလို့ email ကတော့ပို့စရာမလိုတော့ဒါပေမဲ့ဒီ group ကြီးကိုဖျက်ချတဲ့အချိန်ဒီ comment တွေအရင်နှမျိုးပို့ကောင်းတော့လေအဲ assignment group ထဲမှာအကုန်လုံးကိုမှတ်ထားတဲ့ comment တွေကိုကူးပြီးမှတွားပြီးမှpost အနေနဲ့တင်ပေးကြပါပေါ့ဒီ assignment ပါဆိုပြီးတော့အများကြီးကတော့စာမဖတ်ဖြစ်သေးဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ဒီနေ့မှာတော့အရန်ကိုဒါမိတ်ဆွေတို့ဘဝမှာဘယ်နဲ့ပတ်သက်ရင်ဒီ review နဲ့ပတ်သက်ရင်တစ်သက်လုံးအများအားသုံးနေရမယ် tips and tricks လေးတွေကိုကျွန်တော်ပြပြချင်ပါတယ်ပေါ့ဆိုတော့ကျွန်တော်ဒီမှာnew လို့ခေါ်ပြီးမှ template အတစ်တစ်ခုနဲ့ဆွဲလိုက်မယ်ပေါ့ဆိုတော့ဒီချိန်မှာတော့ကျွန်တော် architecture template ကိုယူပြီးတော့ဆွဲထားပါတယ်ဆိုတော့ grid တွေဆွဲမယ်ဆိုရင်ဒီချိန်မှာ architecture ထဲမှာဒီ grid ဆိုတာလေးရှိရယ်ဆိုတော့ဒီမှာကျွန်တော်တို့ရှေ့က structure assignment မှာဒီ review structure assignment မှာဆွဲခဲ့တဲ့လိုမျိုးပေါ့ကျွန်တော်တို့ကဒီလိုမျိုး grid line တွေဆွဲလိုက်တယ်ဆိုတော့မညီမညာပေါ့ဗျာအဲဆိုလဲဒီလို
အခုလိုမျိုးမညီမညာဆွဲလိုက်တယ်ဆိုရင်ပုံမှန်ဆိုရင်ဒါညီချင်တယ်ဆိုကျွန်တော်တို့ကဒါကိုဆွဲမှဒီလိုမျိုးတွေညှိနေရမှာလေဆိုတော့ကျွန်တော်တို့ကဒါမျိုးမတွားတော့မတွားဘဲနဲ့ဘယ်လိုတွားမလဲဆိုတော့ကျွန်တော်တို့ကဒီလိုမျိုးဆွဲချင်တယ်လို့မျိုးဆွဲလိုက်ပြီးဆိုရင်ပြန်ညှိချင်တယ်ဆိုရင်ဒီလိုမျိုးဆွဲပြီးတော့ညှိနေရတာပေါ့နော်ဒါပေမဲ့တစ်ခုချင်းစီလိုက်ညှိနေရမယ်ဆိုရင်အဆင်မပြေဘူးမပြေရတော့မဟုတ်ပြေအချိန်ကြီးကြာရပေါ့အခုကနိုင်တွားမယ်ပေါ့နော်ဆိုတော့အဲ့လိုတွားမယ်ဆိုရင်အရင်ဆုံး view ထဲကိုတွားမယ် view ထဲမှာ scope box ဆိုတာလေးရှိရယ်အဲ့ scope box လေးကို select မှတ်ပြီးတော့အခုလိုမျိုးselect မှတ်လိုက်ပေါ့မှတ်လို့ပြီးသွားပြီဆိုရင် modify ကိုပြန်တွားပြီးဆိုတာနဲ့ဒီမြင်သမျှအကုန်လုံး select လုပ်လိုက် select လုပ်ပြီးဆို filter ထဲကနေ channel ဟာအကုန်လုံးဖြုတ်ပြီးမှ grid တစ်ခုထဲကိုပဲခြံခဲ့ပြီးမှ select လုပ်လိုက်ပေါ့ဆိုတော့ဒါဘယ်လိုဖြစ်သွားလဲဆိုကျွန်တော်တို့က select လုပ်တဲ့ချိန်မှာတော့အကုန်လုံး select လုပ်တယ်ဒါပေမဲ့ grid တစ်ခုပဲခြံခဲ့တာပေါ့ဆိုတော့အဲ့လိုဖြစ်သွားပြီဆိုတဲ့ချိန်မှာဒီမှာဒီ property မှာ scope box ဆိုတဲ့နေရာမှာnone ဆိုတဲ့နေရာမှာ scope box 1ဆိုမှလို့မှ apply လုပ်လိုက်တယ်ဆိုရင်ဒီဟာတွေကအခုလိုညီရွားပြီပေါ့တခုချင်းစီလိုက်ပြီးတော့လှုပ်ဆရာမလို့တော့ဒီနော်ဆိုတော့တော်တော်များများမေးလာကြရပေါ့နော် metric နဲ့ imperial အကြောင်းဆိုတော့ metric ကိုရွေးလိုက်တယ်ဒါပေမဲ့ unit ကို feet တွေ inch တွေနဲ့ပြောင်းချင်တယ်ဆိုရင် unit မှာတွက်ချိန်လို့မရလိုက်ဘူးမရောက်လားပေါ့အဲ့လိုချိန်လို့ရလားမရလားဆိုတာကိုကျွန်တော်တစ်ခုလောက်ဒါဥပမာနဲ့ဥပမာပေးပြီးတော့ပြောပြချင်ပါတယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော် exercise file ထဲမှာဒီ RVP1 ဆိုတဲ့ထဲမှာ file တစ်ခုရှိရပြ unit imperial ရယ် unit metric ရယ်ဆိုတော့ဒီနှစ်ခုလုံးကျွန်တော်ဖွင့်ပြပါမယ်ဆိုတော့ဒီမှာ imperial အကြောင်းဒီ imperial ကိုအရင်ဖွင့်လိုက်မယ်ပေါ့imperial ဖွင့်လို့ပြီးသွားပြီဆိုရင်နောက်ထပ် file ထဲကနေ open metric ကိုဖွင့်လိုက် final file ကိုတစ်ခါတည်းဖွင့်မယ်ပေါ့ဆိုတော့ကျွန်တော်တို့ကဒီဖွင့်ထားတဲ့ final file ကို control tab နဲ့ကူးလို့ရတယ်ဗျ control tab နဲ့ကူးလို့ရတယ်ဆိုတော့ဒီမှာဆိုရင်ဒါကျွန်တော်တို့ review ကို final file ဖွင့်ထားတာဒီမှာဒီအပေါ်ဆုံးမှာ unit metric file ကို unit metric ဆိုရင်ပြနေရပေါ့ဒါက metric ရဲ့ file ကိုပြတာနောက်တစ်ခါကျွန်တော်တို့က control tab ကိုနှိပ်လိုက်တယ်ဆိုရင် imperial ကိုပြဆိုတော့ဒီနှစ်ခုလုံးကျွန်တော်တို့က side by side ရှင်းချင်တယ်ဆိုရင်ဒီ view ထဲကနေဒီ time view ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ဆိုတော့ဒီ time view ဆိုတဲ့ဟာလေးနှိပ်ပေးလိုက်တယ်ဆိုတော့ဒါ final file ကိုဒီ review final file ကိုပခုံးချင်းစီရှင်းပြထားတာပေါ့ဆိုတော့ဒါကိုကျွန်တော် zoom to fit ဒါကိုလည်း zoom to fit ဆိုတော့ဒါကိုဒီဘက် window တွားချင်တယ်ဆိုဒီဘက် click နှိပ်လိုက်ဒီဘက် window edit လုပ်ချင်တယ်ဆိုရင်ဒီဘက် window နှိပ်လိုက်ပေါ့ဆိုတော့ဒီဟာကိုzoom ချလိုက်ဆိုဒါဆိုမြင်ရပြီထင်တယ်နော်ဆိုတော့ဒီဘက်ချမ်းမှာကကျတော့ကျွန်တော်တို့ကဒီ imperial file နဲ့ဆွဲထားတာဒီဘက်ချမ်းမှာကျတော့ကျွန်တော်တို့ metric file နဲ့ဆွဲထားတာပေါ့ဆိုတော့ဒီဟာကကိုကစရွေးလာတော့ imperial ကိုကိုကစရွေးလာတော့ imperial နဲ့ဒီ imperial template နဲ့ဆွဲတယ်ဒီဒါဆို3ပေဖြစ်နေတာပေါ့နော်3ပေကိုမီလီမီတာစတဲ့ metric တင်ဂီတာနဲ့ပြချင်တယ်ဆို unit change ချင်တယ်ပေါ့နော်ဆိုတော့ unit change မယ်ဆိုရင်ကျွန်တော်တို့ကဒီ manage ထဲကိုဝင်လိုက် manage ထဲမှာဒီ project unit ဆိုတာရှိတယ် project unit ကိုနှိပ်လိုက်တယ်ဆိုဒီမှာ unit တွေအများကြီးရှိရပေါ့နော်ဒါတော့ common structure ဆိုလဲ structure စသဖြင့်ဒီမှာဆိုလဲHVAC ပေါ့ဆိုတော့ဒီမှာဆိုလဲ electrical ရှိမယ်ဒီမှာဆိုလဲ piping ရှိမယ်ဆိုတော့ကျွန်တော်တို့ command ကိုပဲအရင်တွားလိုက်ပါအောင် command မှာ LAN ရှိတယ်ပေါ့ဒီ LAN ကိုမှဒီ LAN unit ကိုမှကျွန်တော်တစ်ချက်ထောက်ပြီးပြောင်းလိုက်တယ်ဆိုရင်ဒီမှာ feet and fractional ဆိုတဲ့နေရာမှာ millimeter ချိန်လိုက်မယ်ပေါ့ဒီဟာနဲ့ဘာကွာလဲဆိုတော့ကျွန်တော်နိုင်ရှင်းပြချင်တာဆိုတော့ decimal place မှာလဲဒါ 2 decimal place လောက်ကိုပေးမှ okay နေမယ်ဆိုတော့ဒီတကားနှစ်ခုက site ကအတူတူပဲကျွန်တော်တို့က imperial နဲ့ယူထားတဲ့ဟာကို
ဒီ metric unit ကိုပြောင်းလိုက်တယ်ဆို dimension တွေကမတူတော့ဗျာမတိကြတော့ဒီမှာဆိုရင် 914.4 ပေါ့ဒီမှာဆို915ရလားဆိုတော့မရတာမဟုတ်ဗျာဒါပေမဲ့သူဓာတ်ရိုက်ပြောင်းလို့မရဘူးဒီဓာတ်ရိုက်ပြောင်းလိုက်တယ်ဆိုအခုလိုမျိုးတတမတွေပါညာအခုဒီမှာဆိုလဲဒါဆိုရင်ဒါ200 mm ပေါ့ဒီ200 mm ကိုကျွန်တော်တို့ကဓာတ်ရိုက်ပြောင်းလိုက်တယ်ဆိုရင်သူ့ကို 3.2 သူကဘာနဲ့တူလဲဆိုကျွန်တော်တို့ဘိုးနက်တွေကိုမှဒီဘိုးတွေနက်တွေဝယ်တယ်လို့ပဲဗျာဘိုးတွေနက်တွေမှာမီလီမီတာဆိုင်းနဲ့တောက်ဝယ်ထားတဲ့ဟာကဒီ fit inch ဒီလက်မတို့ဘာလို့ဒီ 3.4 တို့ဘာလို့မှနဲ့ standard ထွက်တဲ့ဟာတွတ်တက်မယ်ဆိုတွတ်တက်လို့မရဘူးဗျာသူကမီလီမီတာလေးလွဲနေရနဲ့တွေမဲ့အဆင်မပြေတော့ဘူးပေါ့ဆိုတော့ကွက်တီမရအောင်ဆိုတော့ဒီဟာရှောင်လဲလို့ရလားဆိုရှောင်လဲလို့မရအောင်ဒါပေမဲ့ခုနကျွန်တော် unit ပြန်ချိန်လိုက်ပါမယ်ဆိုတော့ဒီမှာဆိုရင် manage ထဲကနေ project unit မှာဒီ length ဆိုတဲ့နေရာမှာကျွန်တော်က feet and fraction နဲ့ inches ပေါ့ဒီမှာဒီဟာမှာ 1.60 ဆိုတော့ okay ဆိုတော့ဒါငကိုတိုင်းပြန်ပြောင်းလိုက်ပြီးတော့ဆိုတော့ဒီ imperial နဲ့ရွေးထားတဲ့ဟာမှာဒီ architecture ထဲကနေကျွန်တော်ကဒေါဆိုပြီးမှရွေးလိုက်တယ်ဆိုရင်လည်းသူ့ရဲ့ဒီအတိုင်းတာတွေကလက်မကြီးနဲ့ပြတာပေါ့ဆိုတော့ဒီ metric မှာဆိုရင်လည်းအဲ့လိုပဲကျွန်တော်ကဒေါကိုရွေးလိုက်တယ်ဆိုရင်သူ့ရဲ့ site တွေကအကုန်လုံးကမီလီမီတာနဲ့ပဲတွားတာဆိုတော့ကိုက project ဆွဲကလေးကကို project ဆွဲကလေးကိုမီလီမီတာနဲ့တွားမယ်ဆိုရင်မီလီမီတာဒီ metric system ပေါ့ metric system နဲ့တွားမယ်ဆိုရင် metric system နဲ့တွားအဲ့လိုမဟုတ်ဘဲနဲ့ဒီ imperial system နဲ့တွားမယ်ဆိုရင် imperial system နဲ့တွားမှာပေါ့ဒါပေမဲ့တခုပါရှိလဲဆိုတော့တခါတလေကြတော့ဥပမာကိုယုံကတော့ feet တွေ inches တွေနဲ့ကို design firm ကတော့ဒီ feet တွေ inches တွေနဲ့လုပ်တယ်ပေါ့ဒါပေမဲ့အပြင် contractor ကိုပေးတဲ့အချိန်မှာကျတော့ contractor ကပြောလဲဆိုငါတို့ကမင်းတို့ feet တွေ inches တွေနဲ့မလိုချင်ဘူး millimeter ပဲလိုချင်တယ်ငါတို့ပြန်ဆွဲပေးပါဆိုအဲ့လိုအချိန်ဒီမှာကျတော့ပြဿနာရှိတယ်ပြန်တော့ဆိုတော့ဒါကဘာမှပြဿနာတက်လဲဆိုဒီအထူးသဖြင့် US မှာပေါ့နော်ဒီ United States မှာဆိုရင်တို့ကဘာဖြစ်လဲဆိုရင်တနိုင်ငံလုံးကဒီ feet တွေ inches တွေနဲ့ပဲသုံးတာဒါပေမဲ့ဒီနာမည်ကြီးရဲ့ design firm တွေတော်တော်များများ US မှာရှိရပေါ့ဆိုတော့ဒီ metric system ကိုသုံးတဲ့နိုင်ငံတွေကနေမှတို့ designer တွေကိုဒီ US မှာရှိတဲ့ designer တွေကို design office တွေကိုအပ်မယ်ဆိုရင်တို့အနေနဲ့ကကျတော့အကုန်လုံးကိုလိုကလန့်နေဖြစ်ကုန်တာဒီမီလီမီတာနဲ့တွားရမလား feet နဲ့တွားရမလားဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့သူများကြီးလောက်တဲ့နီးပေါ့နော်ဘာလို့လိုက်လဲဆိုတော့ဒါဆိုရင်ဒီ 3 feet ဆိုတဲ့ dimension လေးကိုကျွန်တော်ကတစ်ချက် click နှိပ်လိုက်ပြီးပြီဆိုရင်ဒီမှာ edit type เนาะဒီ dimension ကိုပဲဒီ dimension line ကိုပဲ select လုပ်မှာเนาะဆိုတော့ဒီ dimension တက်တာတော့ကျွန်တော်မပြောရဘူးထင်တယ်ဆိုတော့တစ်ခါလေးပဲပြောလိုက်ပါမယ် dimension တက်ချင်တယ်ဆိုရင်ဒီအပေါ်ကဒီ quick asset toolbar ဆိုတဲ့ဟာလေးရှိတယ်ဒီမှာဒီဟာလေးကိုတစ်ချက်နှိပ်ပြီးတော့ဒီကနေဒီကြီးနှိပ်ဒါဆိုရင်ဒါကျွန်တော်တို့ dimension တက်ပြီးတော့ပေါ့ဆိုတော့ဒါလေးကိုပဲကျွန်တော်ကနမူနာပြောင်းပြပါမယ်ဟိုဘယ်လိုလုပ်လို့ရမလဲပေါ့ဆိုတော့ဒါကို select မှတ်ပြီးဆိုတော့ edit type ထဲကိုတွားလိုက် edit type ထဲမှာသူကဆိုတော့ edit type ထဲကိုတွားလိုက်ပေါ့ဒီ edit type ထဲမှာသူကဘာရှိလဲဆိုဒီ unit format ပေါ့နော်ဒီ unit format ကတော့ဒါတော့ပြင်စရာမလိုတော့ဒီမှာဘာရှိလဲဆို ordinate unit ဆိုတာရှိတယ်ဆိုတော့ဒီ ordinate unit ကိုကျွန်တော်တို့က click တစ်ချက်နှိပ်ပြီးတော့ below နှိပ်ပြီးတော့ဒီမှာဆိုရင်ဒါ millimeter ပေါ့ millimeter ကိုမှ2 decimal place လောက်ဆိုရင်ဆင်ပြပါတယ်ဆိုတော့ okay နှိပ်လိုက်ဆိုရင်တော့ဘာဖြစ်လဲဆိုတော့ဒီအပေါ်ဘက်ချမ်းမှာဆိုရင် feet တွေဒီ fractional unit နဲ့ပြတာပေါ့နော်ဒီလက်မနဲ့ပြပြီးတော့အောက်မှာကျတော့ millimeter နဲ့ဟိုဆိုလိုတာ dimension တစ်ခုတက်ပေးလိုက်တာပေါ့ဆိုတော့ဒါမျိုးဆိုရင်အဆင်ပြေပါတယ်အခုလိုမျိုးတခါတလေဟိုကိုဆွဲရတော့ feet နဲ့ feet တွေ inches နဲ့ပဲဆွဲရဒါပေမဲ့ကိုယ့်ရဲ့ contractor က millimeter တွေနဲ့လိုချင်တယ်ဆိုအခုပုံစံအတိုင်းပေါ့နော် dimension ပြောင်းပေးလိုက်လို့ရပါတယ်ဆိုတော့ဒီမှာက2 decimal place ဖြစ်နေတာဒီ 0.4 တွေပါတွေကဖြုတ်ရတာခက်တယ်ဆိုလဲကျွန်တော်ကဒီမှာ edit type ထဲကနေပြီးမှဒီ ordinate unit ဆိုတဲ့နေရာမှာ2 decimal place ကို0ပဲထားလိုက်ပေါ့နော်ဆိုတော့ဒီမှာ apply လုပ်လိုက်တယ်ဆိုရင်ဒါ914 mm ဒါပေမဲ့သူ original ရှိရတော့9.5 mm ပေါ့ဆိုတော့သူကနည်းနည်းလေးတော့ကွာမယ်ဗျဒါပေမဲ့လည်း
အရန်ကြီးစိုးစိုးဝါးရောမဟုတ်ဘူးပေါ့ဆိုတော့ပြီးတော့တခုပြောချင်တာရှိတယ်ပေါ့ဒီမှာဆိုရင်ကျွန်တော်ကဒီဟာကိုဒီမှာဆိုရင်ဒါကျွန်တော် Imperial template နဲ့ဆွဲထားတာเนาะဆိုတော့ architecture ထဲကနေ door window တွားလိုက်တယ်ဆိုရင်လည်း site တွေအကုန်လုံးကလက်မတွေနဲ့ပဲသူ့ရဲ့ဒီ window site တွေအကုန်လုံးကလက်မနဲ့ပဲဆိုတော့ wall တွားလိုက်မယ်ဆိုရင်လည်း wall ရဲ့ site တွေအကုန်လုံးကဒီ6လက်မဆိုလဲ6လက်မ8လက်မဆိုလဲ8လက်မစသဖြင့်ပေါ့နော်ဒါ generic wall လို့ခေါ်မှာပေါ့ဆိုတော့ဒီမှာဆိုရင်ဒါဆိုရင်လဲ wall ဆွဲလိုက်ပြီဆိုလဲဒီမှာ click ထောက်ဒါဆိုရင် drag ဒီ12လက်မ wall ပေါ့နော်ဆိုတော့ကျွန်တော်အခုဒီဘက် matrix နဲ့ဆွဲထားတဲ့ဟာကို copy ကူးပြမယ်ဗျဆိုတော့ဒါကို select မှတ်ပြီးပြီဆိုရင်ဒီဟာလေးကို copy ကူးလိုက် copy ကူးမယ်ဆိုရင်ကျွန်တော်တို့ကဒါ select မှတ်ပြီး control C နှိပ်ချင်လဲရတယ်တကယ်လို့ control C မနှိပ်ချင်ဘူးဆိုလဲဒီမှာဒီ copy to clipboard ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပေါ့ဆိုတော့ဒီဘက်ချမ်းကိုပြန်လာမယ်ဒီဘက်ချမ်းကိုပြန်လာပြီးတော့ paste လုပ်မယ်ပေါ့ paste from clipboard ဆိုပြီးမှဒီမှာတစ်ချက်ကို click နှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာဘာဖြစ်လဲဆိုတော့ဒီဘက်မှာရှိတဲ့ကောင်ကဒီဘက်မှာရှိတဲ့ကောင်ကဒီ wall ရဲ့အထူကဒီမှာဆိုရင်0-77/8ဆိုပြီးမှပြရတယ်ပေါ့နော်ဆိုတော့ဒီမှာကျတော့တကယ်တမ်းပြောလို့8လက်မဆိုတော့ဒီ wall တွေရဲ့အထူအစားပြောင်းမယ်ဆိုရင်မတူတော့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကဒီ architecture ထဲကနေ wall တွားလိုက်တယ်ဆိုရင်ဒီ wall site တွေမှာပဲဟိုဒီမှာဒီ200mm ဒီ 200mm ဆိုတာကျွန်တော်ဒီဘက်မှာရှိထားတဲ့ဒါဟိုပါပေါ့ဒီဘက်မှာရှိထားတဲ့ wall site ပေါ့ဆိုတော့အခုလိုမျိုး family တွေတစ်ခုနဲ့တစ်ခုကျွန်တော်တို့ကဟိုဘက်ရွှေ့ချင်တယ်ဒီဘက်ရွှေ့ချင်တယ်ဆိုလဲအခုလိုမျိုး copy paste လုပ်လိုက်လို့ရတယ်ပေါ့ဆိုတော့ဒီမှာအစတော့ဒီ 200mm ဆိုတာမရှိဘူးလေဆိုတော့ဒီမှာဆိုဒါဆို 200mm ဆိုတော့ဒါဆိုရင်metric 200mm ပေါ့ဆိုတော့ဒါဆိုရင် generic wall ဟိုပါပေါ့ဒီအားဆိုရင် generic wall 6လက်မပေါ့ဆိုတော့ကျွန်တော်တို့ကဒီတစ်ခါတလေမှာအဲ့လိုမျိုး metric ကော imperial နှစ်ခုတုံးချင်တယ်ဆိုရင်ဒီဘက်မှာရှိတဲ့ family တွေကိုခုနလိုမျိုး copy paste လုပ်လိုက်လို့ရတယ်ဆိုတော့ copy paste လုပ်လိုက်တာနဲ့သူကတခါတည်းသူ့ရဲ့ဒီ family list ထဲကိုဝင်သွားပြီပေါ့တခါတည်းဒီမှာဆိုရင်ဒီ 200mm အစားကျွန်တော်တို့ကဟိုပါပေါ့အစားကျွန်တော်တို့က imperial 200mm ကိုဒီ imperial ထဲမှာ 200mm မရှိဘူးဗျာဆိုတော့ 200mm wall ဆွဲချင်တယ်ဆိုခုနလိုမျိုး matrix ထဲကနေဆွဲပြီးမှဒီ copy paste လုပ်ပြီးမှဒီ family တွေကူးထည့်လို့ရတယ်ပေါ့ဆိုတော့ဒါ Revit ရဲ့အားသာချက်ပဲကိုစိတ်ကြိုက်လုပ်လို့ရတယ်ပေါ့ဗျာဆိုတော့ဒါ family ကူးတာလည်းပြီးသွားပြီအဲ့ဒါအပြင်ကိုဘာလုပ်လို့ရလဲဆိုအခုဒါဆိုရင်ကျွန်တော်ကဒီမှာပြီးတော့လေ Revit မှာကအကယ်လို့ကျွန်တော်က template file ကို save လုပ်ချင်တယ်ဆို save as ထဲကနေပြီးမှဒီ project template ဆိုပြီးမှ save လိုက်လို့ရတယ်ပေါ့ဆိုတော့ template file ကိုလုပ်မယ်ဆိုနီးရနှစ်နီးရှိရင် new ထဲကနေပြီးမှဒီ project ဆိုတဲ့နေရာမှာ project ကို create လုပ်ပြီးမှ template file နဲ့ save as လုပ်တာရှိရအဲ့လိုမဟုတ်ဘဲနဲ့ project template ကိုတခါတည်းတမ်းပြီး create လုပ်တာရှိရဆိုတော့ကျွန်တော်ကဒီနောက်ကဒီဒုတိယတနည်းကိုတော့သိမကြိုက်ဘူးဆိုတော့ project ကိုဆွဲမယ်ဆွဲပြီးမှဒီ save as ဆိုပြီးမှ template ပုံစံမျိုးနဲ့ create လုပ်မယ်ပေါ့တကယ်လို့ကျွန်တော်ကဒီ template ထဲမှာ grid line အနေနဲ့ဆွဲခဲ့တယ်ဆိုရင်လည်းဒီ template ထဲမှာအခုလိုမျိုးပေါ့ဒီ grid line အနေနဲ့ဆွဲခဲ့ရဆိုလည်းဒီ grid line တွေကိုနောက်ထပ်ကိုယ့်ရဲ့ဒီ design firm ကsorry ဒီကိုက grid line အနေနဲ့ဆွဲခဲ့ရဆိုရင်ကိုကထပ်ပြီးမှမဆွဲချင်တော့ကိုက grid line အနေနဲ့ဆွဲခဲ့ရဆိုရင်ထပ်ပြီးတော့ grid line အနေနဲ့မဆွဲချင်တော့ဘူးဆိုရင်လည်းဒီဟာကို save as ဆိုရင်မှ template ဆိုရင်မှဒီ grid တွေကိုပါတခါတည်းတင်လို့ရတယ်ပေါ့ဆိုတော့ခုနကကျွန်တော်တို့ကဒီ
window တွေ door တွေ window တွေတစ်ခုနဲ့တစ်ခုတစ်နေရာနဲ့တစ်နေရာ copy လုပ်တဲ့ပုံစံလိုမျိုးပဲ grid line တွေလည်း copy လုပ်လို့ရတယ်လုပ်လို့ရပြီကွာထပ်မပြင်ချင်တော့ဘူးဆိုရင် template အနေနဲ့သိမ်းချင်တယ်ဆိုရင် save as ထဲကနေမှဒီမှာ project template ဆိုရင်မှဒီ rt file နေ .rt file နေနဲ့ကိုယ့်ပိုင် template အနေနဲ့သိမ်းလိုက်လို့ရတယ်ပေါ့ဆိုတော့ဒီနေ့ကျွန်တော်ပြောရတဲ့ဟာကိုပြန်ပြောမယ်ဆိုရင်ဒီ template file ကဘာကြောင့်ဒီ RVP1 မှာပေါ့နော် template file ကဘာကြောင့်အရေးကြီးလဲဆိုတာလည်းကျွန်တော်ပြပြပြီးတော့ဖြစ်တယ်ပြီးတော့ဒီ using out of the box template ပေါ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ assignment RVP 1.3 မှာလည်း comment တွေအများကြီးဆွေးနွေးထားရှိတယ်ဆိုတော့ဒါကဒီ Revit ကပေးလာတဲ့ template ပုံမှာမူတည်ပြီးမှကျွန်တော်တို့ observation လုပ်ပြီးတော့အဲ့ဒါလည်းပြီးသွားပြီဆိုတော့ဒါ creating your own template ပေါ့ template အသစ်တစ်ခုဘယ်လို create လုပ်မလဲဆိုတာလည်းကျွန်တော်ခုပြောပြီးသွားပြီပေါ့ဆိုတော့ဒီ template ထဲမှာပဲ grid တွေ level တွေကိုလည်းတစ်ခါတည်းကျွန်တော်တို့ template file ထဲမှာလုပ်လိုက်လို့ရတယ်အဲ့ဒါရေပြီးတော့ဒီ scope box ပေါ့ဒီ scope box ကိုဘယ်လိုသုံးမလဲဆိုတာနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ရှေ့မှာ demonstration လုပ်ပြပြီးတော့နောက်ပြီးတော့ဒီ imperial နဲ့ဆွဲတာရယ် metric နဲ့ဆွဲတာရယ်ဒီ unit တွေရယ်ဘယ်လိုကွာခြားလဲဘယ်လိုတစ်ခုနဲ့တစ်ခုကဘာကြောင့်သုံးလဲဘယ်လိုတက်ရောက်မှုရှိလဲဆိုတာလည်းကျွန်တော်ရှင်းပြလို့ပြီးသွားပြီပေါ့ဆိုတော့ဒီ RVP1 ကတော့ဒါပြီးတော့ပါပြီဆိုတော့နောက်တစ်နေ့မှာ RVP သွားမယ်ပေါ့အစကကျွန်တော်က RVP2 ကိုတစ်ခါတည်းသွားမလို့ဒါပေမဲ့ကျွန်တော်ရဲ့ကျမကြီးအခြေအနေအရရောဒီတခြားတော့အခြေအနေအရကြောင့်မလို့ဒီနေ့ကတော့မတွားနိုင်ဘူးပေါ့ဆိုတော့ဒီနေ့ကို RVP1 ကိုတေချာလေးလေ့ကျင့်ပေးထားပါဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲမနေ့ကကျွန်တော်တရက်နေမကောင်းဖြစ်လို့စာမတင်လိုက်ရတဲ့အတွက်ကြောင့်မလို့အားလုံးခွင့်လုပ်ပေးပါလို့တောင်းပန်ချင်ပါတယ်ဆိုတော့နောက်နေ့မှဆက်သွားကြတာပေါ့